ဒီမိန်းကလေးဟာသူသဘောကျနေတဲ့အကောင်လေးစီကနေရေးစားစာတစ်စောင်လက်ခံရရှိခဲ့ပါတယ်ပြဿနာကတော့အဲ့ဒီစာဟာသူမရဲ့အချစ်ဆုံးတငယ်ချင်းအတွက်ရည်ရွယ်ထားတဲ့စာဖြစ်နေတာပါရာမာယမ်မာဟာကျောင်းမှာနာမည်ကြီးဆုံးကောင်လေးဖြစ်ပြီးမကြသေးခင်ကမှမိန်းကလေးတစ်ယောက်ကိုညှင်းပယ်ထားခဲ့တာဖြစ်ပါတယ်အခုတော့ကျောင်းဝင်းထဲကမိန်းကလေးတိုင်းဟာသူတကယ်သဘောကျနေတဲ့သူကဘယ်သူလဲဆိုတာကိုသိကျင်စိတ်ပြင်းပြနေကြပါတယ်ကိုရိုဒါကိုရောထားကတော့ထောက်တနေရာမှာတိတ်တဆိတ်ထိုင်နေရင်းရင်ထဲမှာဟာခတ်နဲ့ခံစားလိုက်ရပါတယ်သူမဟာရိုးရိုးဆုပ်ဆုပ်ရုပ်ရည်မျိုးသားရှိတယ်ဆိုတာသူမကိုယ်တိုင်သိပါတယ်ရာမာလိုလူမျိုးကသူမနဲ့အဆင့်တန်းချင်းမိုးနဲ့မြေလိုကွာခြားလွန်းလာပါတယ်ဒါပေမဲ့နောက်ထပ်စာတစ်စောင်ထပ်ရောက်လာပြီးရာမာကသူမနဲ့တွဲချင်တယ်လို့တောင်းဆိုလာပါတယ်သူမဟာအရန်စိတ်လှုပ်ရှားသွားပြီးထိုင်ကုန်ပေါ်ကနေဖုန်းကနေထွက်လိုက်မိပါတယ်သူကသူမအပေါ်တကယ်စိတ်ဝင်စားနေတာလားဆိုတာကိုသူမမယုံနိုင်အောင်ဖြစ်နေခဲ့ပါတယ်ဒါကြောင့်သူမလည်းစပြန်ရေးလိုက်ပါတယ်သူတို့နှစ်ယောက်ဟာကျောင်းရဲ့အတန်းလွင့်စာတိုက်ပုံးကတဆင့်စာတွေအပြန်အလှန်ပေးပို့ကြပါတော့တယ်သူတို့စာတွေအပြန်အလှန်ပေးပို့ကြရင်တစ်စောင်ထက်တစ်စောင်ပိုပြီးချုံမြင်လာခဲ့ပါတယ်ပြီးတော့တရက်မှာတော့ကိုရိုဒါခေါ်ဒါဟာအပြင်ကိုထွက်လာရင်ဆာလာပိုးတဲ့ရမာနဲ့တက်တက်တိုးပါတော့တယ်သူကသူမကိုလုံးဝသူစိမ့်တယောက်လိုကြည့်ခဲ့ပါတယ်တိုရိုတော်ထော်တော်ဟာစိတ်ရှုပ်ထွေးသွားခဲ့ပါတယ်အဲ့ဒီနောက်ရောက်လာတဲ့စာတစ်စောင်မှာတော့အမှန်တရားကပေါ်ထွက်လာခဲ့ပါတယ်